ပိုင်ရှင်ကကိုဝင်ရှိနေတဲ့ခွေးမတစ်ကောင်ကိုအဝေးပြေးလမ်းမဘေးကဝန်ဆောင်မှု area တစ်ခုမှာစွန့်ပစ်သွားခဲ့ပါတယ်။အဲ့ဒီနေရာဟာသူမရဲ့မိဘရနေရာဖြစ်လာတယ်လို့သူမနဲ့သူမရဲ့ခွေးပေါက်လေးတွေအတွက်အိမ်မက်ဆိုးတစ်ခုရဲ့အစလည်းဖြစ်လာခဲ့ပါတယ်။နှစ်လကျော်အတွင်းမှာပဲတစ်ချိန်ကအိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်ခဲ့တဲ့သူမရဲ့အတွင်ပြင်ဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။အရင်ကတော့ပိုင်ရှင်ရဲ့အလွန်ချစ်ခင်မှုကိုခံခဲ့ရပါတယ်။အစားအစာအဝတ်စားနဲ့လိုအပ်သမျှစောင့်ရှောက်မှုတွေလည်းရရှိခဲ့ပါတယ်။သူမရဲ့အမွေးတွေဟာနူးညံ့ပြီးတောက်ပတန်ရှင်းကထူထပ်လှပခဲ့ပါတယ်။ဒါပေမဲ့အခုတော့နေ့စဉ်လေနဲ့မိုးတံကိုခံစားနေရတာကြောင့်အမွေးတွေဟာရှုပ်ထွေးကက်ညီလာပြီးပိန်ဒီအားနဲ့နေတဲ့ခန္ဓာကိုယ်နဲ့ကပ်နေခဲ့ပါတယ်။သူမဟာလုံးဝညစ်ပတ်ပြီးဖျို့ဖျဲဖြစ်နေတာလမ်းဘေးခွေးတစ်ကောင်လိုဖြစ်လာခဲ့ပြီးလမ်းသွားလမ်းလာတွေကတော့အထင်မြင်သေးစွာနဲ့ရှောင်သွားကြပါတယ်။ရရဆက်ဆက်ဆွန့်ပစ်ခံခဲ့ရပေမဲ့သူမရင်ထဲမှာရှိနေတဲ့တစ္ဆာရှိမှုနဲ့ပိုင်ရှင်အပေါ်တွေ့တာမှုတွေဟာဒုက္ခတွေကြောင့်ပျောက်ကွယ်မသွားခဲ့ပါဘူး။နေ့စဉ်နဲ့အမျှသူမဟာကားတွေကြားလှည့်လည်သွားအားလာရင်ကားတိုက်ခံရနိုင်တဲ့အန္တရာယ်ကိုတော့မကြောက်ဖဲအရင်ပိုင်ရှင်ကိုတွေ့နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပတ်ဝန်းကျင်ကိုအမြဲကြည့်နေခဲ့ပါတယ်။ကားတစ်စီးစီရက်လာတိုင်းပိုင်ရှင်နဲ့တူတဲ့လူတစ်ယောက်ကိုတွေ့တိုင်းသူမဟာရက်ပြီးအချိန်ကြာကြီးစောင့်ကြည့်နေခဲ့ပါတယ်။ပိုင်ရှင်တနေ့နေ့ပြန်လာမယ်ဆိုတဲ့ရိုးရှင်းပေမဲ့မဖြစ်နိုင်လူနီးပါးမျှော်လင့်ချက်လေးကိုစုပ်ကင်ထားခဲ့ပါတယ်။အခြားခွေးပေါက်လေးတွေဟာသူတို့ရဲ့မိခင်တွေနဲ့အတူနွေးနွေးထွေးထွေးနေပြီးလွတ်လွတ်လပ်လပ်ချစ်ခင်ကျင်နာမှုခံယူနေတာကိုမြင်တိုင်းသူမဟာတိတ်တိတ်လေးရက်ကြည့်ရင်ဝမ်းနေပြီးအားကျနေခဲ့ပါတယ်။သူမလည်းတစ်ချိန်ကပိုင်ရှင်ရဲ့ရင်ခွင်ထဲမှာချီပိုးခံရပြီးချစ်ခင်ကျင်နာမှုနဲ့ကာကွယ်ဆောင်ရှောက်မှုကိုရရှိခဲ့တဲ့အိမ်မွေးခွေးလေးတစ်ကောင်ဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့အခုတော့တန်ရှင်းတဲ့ရေနှဲငယ်ဒါမှမဟုတ်ပိုက်ပြည့်အောင်စားနိုင်မဲ့အစားအစာတစ်နက်တောင်ရဖို့ခက်ခဲလာခဲ့ပါတယ်။တလားမပြည့်သေးတဲ့ခွေးပေါက်လေးတွေကိုကျွေးမွေးဖို့အတွက်သူမကိုယ်တိုင်စားတောက်မှုကိုရှော့ချခဲ့ပြီးပုတ်တိုးနေတဲ့အစားအစာတွေကိုတောင်စားခဲ့ရပါတယ်။သားသမီးလေးတွေကိုကာကွယ်ဖို့အတွက်အစွမ်းကုန်စူးစမ်းနေခဲ့ပါတယ်ဒီလိုဝမ်းနည်းစရာကောင်းပြီးအကူအညီမဲ့နေတဲ့ခွေးမရဲ့အခြေအနေဟာဝန်ဆောင်မှု area တာဝန်ခံရဲ့အာယုံကိုဆွဲဆောင်နိုင်ခဲ့ပါတယ်သူကတရိတ်ဆန်ကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကိုဆက်သွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်လူတွေရဲ့စွန့်ပစ်ခြင်းနဲ့မောင်းထုတ်ခြင်းတွေကိုအချိန်တော်ကြာခံခဲ့ရပြီးနောက်သူမဟာလူသားတွေကိုကြောက်ရွံ့ပြီးမယုံကြည်တော့ပါဘူးတစုံတစ်ယောက်ကသူမအနာကိုချင်းကပ်လာတိုင်းခန္ဓာကိုယ်တုံရင်ပြီးအသေးအတန်ထွက်ပြေးခဲ့ပါတယ်သူမကိုတိုင်တဲ့ခွေးပေါက်လေးတွေကိုကာကွယ်ဖို့ပဲစူးစမ်းနေခဲ့တာပါကယ်ဆယ်ရေးအဖွဲ့ဟာအချိန်တော်ကြာရှာဖွေခဲ့ပြီးနောက်ဆုံးမှာမိခင်ခွေးနဲ့ခွေးပေါက်လေးတွေပုံခိုနေတဲ့နေရာကိုရှာတွေ့ခဲ့ပါတယ်သူတို့ဟာစောက်လုပ်ရေးအတွက်ယာယီတိစောက်ထားတဲ့အဆောက်အုံအောက်ကမှောင်မိုက်ဆူဆွပြီးကျင်းမြောင်းတဲ့နေရာလေးတစ်ခုမှရှိနေခဲ့ပါတယ်အဲ့ဒီနေရာဟာဗတ်ပေါင်းစုံကပွင့်နေပြီးလေကအမြဲတိုက်ခတ်နေတယ်လို့နေအောင်ကြည့်လဲလုံးဝနှီးပါမရရှိခဲ့ပါဘူးဒီလိုအစင်မပြေတဲ့နေရာလေးဟာမိခင်ခွေးနဲ့ခွေးပေါက်လေးတွေအတွက်လေနဲ့မိုးတံကနေကာကွယ်ပေးနိုင်တဲ့တခုတည်းသောခိုလုံရဖြစ်နေခဲ့ပါတယ်ကယ်ဆယ်ရေးသမားတွေကအစားအစာကိုအသုံးပြုပြီးသူမကိုဆွဲဆောင်ခဲ့ပါတယ်အချိန်တော်ကြာအစာငတ်နေခဲ့တာကြောင့်ခွေးမဟာအစားအစာစားခြင်းစိတ်ကိုမထိန်နိုင်တော့ပဲအစားအစာစီကိုချင်းကပ်လာခဲ့ပါတယ်သူမစားနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးကယ်ဆယ်ရေးသမားတွေကအလွန်ကယူတစိုက်နဲ့သူမကိုကယ်တင်နိုင်ခဲ့ပါတယ်အဖွဲ့ဝင်တွေဟာကျင်းမြောင်းတဲ့နေရာထဲမှာကြောက်လန့်တုန်ရင်နေတဲ့ခွေးပေါက်လေးကောင်ကိုတစ်ကောင်ချင်းစီကယူတစိုက်ထုတ်ယူခဲ့ကြပါတယ်ကယ်ဆယ်ရေးဖြစ်စဉ်ကိုကြည့်ရှုနေတဲ့လမ်းသွားလမ်းလာတွေကလည်းနောက်ဆုံးမှာဒီမိသားစုလေးဟာဒုက္ခတွေကနေလွတ်မြောက်နိုင်ခဲ့တာကြောင့်စိတ်သက်သာရပြီးဝမ်းသာအားရလက်ခုပ်တီးခဲ့ကြပါတယ်။အဲ့ဒီနောက်မိသားစုတစ်စုလုံးကိုတရိတ်ဆန်စေကန်းတစ်ခုစီခေါ်ဆောင်သွားပြီးကျမကြီးစစ်ဆေးပေးခဲ့ပါတယ်။ကံကောင်းစွာနဲ့ခွေးပေါက်လေးတွေအားလုံးဟာလုံခြုံပြီးကျမနေကြပါတယ်။မိခင်ခွေးဟာသူတို့ကိုအလွန်ကောင်းမွန်စွာပြုစုစောင့်ရှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ခွေးမကိုယ်တိုင်ကတော့အာဟာရတက်အလွန်မင်းချို့တဲ့နေခဲ့ပါတယ်။နို့တိုက်နေတဲ့ကာလအတွင်းသူမရဲ့ကိုယ်ခံဒါတဲ့ကအာဟာရနဲ့အင်အားတွေကိုအလွန်ကျွံသုံးပြုခဲ့ရတာကြောင့်အလွန်ပိန်ပြီးအားနည်းနေခဲ့ပါတယ်။သူမအနေနဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့အချိန်တော်ကြာအောင်တင့်တော်တဲ့အစားအစာနဲ့စောင့်ရှောက်မှုတွေလိုအပ်နေဦးမှာဖြစ်ပါတယ်။ရှေးရိုးရယုံကြည်ချက်တစ်ခုအရတစုံတစ်ယောက်ကတိရစ္ဆာန်တစ်ကောင်ကိုကူညီပေးနေတဲ့စိတ်ကောင်းရှိသူတစ်ယောက်ကိုတွေ့မြင်ရတဲ့အခါကောင်းမွန်တဲ့အရာတွေရောက်ရှိလာတော့မယ်ဆိုတဲ့သင်္ကေတအဖြစ်ပန်းလေးတစ်ပွင့်ပေးတဲ့နယ်လို့ဆိုကြပါတယ်။ကံကောင်းခြင်းတွေကလည်းအဲ့ဒီလူနောက်ကိုဆက်လက်လိုက်ပါစေတဲ့သင်္ကေတလို့ယုံကြည်ကြပါတယ်ဒီပျော်ရွှင်မှုတွေဟာအခုကြည့်ရှုနေတဲ့တင်စီကိုလည်းရောက်ရှိလာပါစေဒီကဘာကြီးမှာကျင်နာမှုဆိုတာရှိနေပြီးအဲ့ဒီကျင်နာမှုကတက်ရှိအားလုံးရဲ့နှလုံးသားကိုနှွေးထွေးစေနိုင်ပါတယ်ဝန်ဆောင်မှု area တာဝန်ခံဟာခွေးမရဲ့ဒုက္ခတွေကိုမြင်ပြီးစိတ်မကောင်းဖြစ်ခဲ့ကမိသားစုတစ်စုလုံးကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒုက္ခတွေကိုအချိန်တော်ကြာခံစားခဲ့ရပြီးနောက်သူမဟာနောက်ဆုံးမှာစွန့်ပစ်ခံဘဝကနေလွတ်မြောက်နိုင်ခဲ့ပါပြီသူမနဲ့သူမရဲ့ခွေးပေါက်လေးတွေဟာတစ်သက်လုံးအိမ်အသစ်နဲ့ပိုင်ရှင်အစ်တယောက်ရရှိတော့မှာဖြစ်ပြီးနောက်တစ်ချိန်လမ်းပေါ်မှာနေထိုင်ရတော့မှာမဟုတ်ပါဘူးဒီလိုလှပတဲ့ဇလန်းလေးအတွက် like တွေမျှဝေမှုတွေနဲ့ချီးကျူးစကားတွေအများကြီးပေးကြရအောင်ဒီအထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ဖခင်သခင်ကတင်းနဲ့တင့်မိသားစုကိုကောင်းချီးပေးပါစေ